အောင်ဖြစ်ပါတယ်အကြောင်းအားလုံးကိုကျွန်တော်ကမင်္ဂလာပါလို့ပဲနှုတ်ခွန်းဆက်ပါတယ် What do you see in this picture ကျွန်တော်ဒီပုံလေးထဲမှာဘာကိုတွေ့လဲလို့အရင်ဆုံးစဉ်းစားပြကြပါမယ်နော်ဒီပုံလေးထဲမှာအိမ်လေးတစ်အိမ်တွေ့တယ်ကွင်းလေးတစ်ကွင်းတွေ့တယ်တောင်လေးတွေ့တယ်ဒီလိုအိမ်လေးနဲ့ဒီလိုနေရာမျိုးလေးကိုကြည့်ပြီးတော့ဘာလို့ခံစားလဲဆိုတာလေးလည်းထပ်ပြီးတော့စဉ်းစားပြကြပါအဲ့တော့ကျွန်တော်ကစအောင်လုပ်နေတဲ့နံပါတ်ပေါ့နော်ခုနံပါတ်40ကဒီချက်ကိုမေးချိန်ပါတယ်ဗျာဒီပုံလေးမှာကြည့်ပြီးတော့ဗာမြင်လဲနောက်ပြီးတော့ဘလို့ခံစားရလဲဆိုတော့ကျွန်တော်အရင်ဆုံးပြောပြပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာဟုတ်ဒီပုံလေးမှာတော့အိမ်လေးတွေမြင်ပြီးတော့စိတ်ထဲမှာအေးချမ်းတယ်လို့ခံစားရတယ်ဆရာထိုင်ကြည့်ပါဗျာဟုတ်ကဲ့ပါခုနံပါတ်အခုလိုဖြစ်ပြီးကျောင်းသားကိုလည်းကျွန်တော်ကြည့်ကြည့်ပါလေနောက်ပြီးတော့ကျွန်တော်ဆရာစင်မဲတော်ကနေပြီးတော့ presentation အတွက် micro teaching ကိုpreparation လုပ်ထားတဲ့ form လေးကိုကျွန်တော် flash sheet တင်ပြနေတာပါအဲ့ဒါလေးတော့ကျွန်တော်တို့ကအသေးစိတ်ပြောကြမယ်လို့ကျွန်တော်ချော်ပါပါဗျာဟုတ်ကဲ့ပါနောက်တစ်ခုတော့ကျွန်တော်ကဒီပုံလေးထဲမှာအခုပုံလေးကျွန်တော်တပုံထိုးရပါတယ်အဲ့ပုံလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာတစ်ခုခုတော့ခံစားမယ်လို့ထင်ပါတယ်အဲ့ပုံလေးတွေကနေပြီးကျွန်တော်တို့ကဘာလေးတွေရမလဲဘာလေးတွေမြင်လိုက်လဲဆိုတာကိုစဉ်းစားကြည့်ကြည့်ပြီးတော့နောက်တစ်ခုတော့ကျွန်တော်ကဒီထဲမှာ micro teaching နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ presentation ကိုကျွန်တော်အသေးစိတ်လေးထားပါတယ်အဲ့ဒါနဲ့ပတ်သက်ကျောင်းသားလေးတွေကိုကျွန်တော် discussion နဲ့တူ language teaching ကိုလုပ်သွားပါမယ်ဗျာကြည့်ကြည့်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ teaching method တွေကစကျွန်တော်ဒီမှာအသေးစိတ်တင်ပြထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်အားလုံးကို RTR နဲ့ပတ်သက်ပြီးတော့ file ပုံပြပါမယ်ဗျာဟုတ်ကဲ့ပါကျောင်းသားတွေအားလုံးနဲ့အခုကျွန်တော်တို့ရဲ့သင်ကြားခြင်းစီစဉ်ကိုစပါပြီ let's get on so title ကတော့ the quiet life ဖြစ်ပါတယ်the quiet life ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကျောင်းသားတွေရဲ့ပြီးပြီးသားပါဆက်တဲ့ကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ level က intermediate level ရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီစကားလုံးနဲ့ပတ်သက်ပြီးအသေးစိတ်ကျွန်တော်ရှင်းပြဖို့မလိုဘူးလို့လည်းကျွန်တော်ယူဆပါတယ် the quiet life ဆိုတာကတိတ်ဆိတ် agent နဲ့ဘဝမျိုး agent ငြိမ်သက်တဲ့ဘဝမျိုးလေးကိုခေါ်တာပါဒီပုံလေးမှာကျွန်တော်ကြည့်ပြီးရင်လေစိတ်ထဲမှာခံစားရတာတော့ agent ရဲ့ပုံဒီလေးကိုခန်းစားရပါတယ်ဗျာနော်။ Okay ပါအဲ့တော့ကျွန်တော်ကနံပါတ်1နေတဲ့ economic system ကဆရာလေးကိုပြင်ချင်ပါတယ်။ What is your opinion of quiet life ပါဗျာ။အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ကိုဖြေလေးပြီးပါ။ Okay ပါ economic system ကဆရာကျောင်းသားခင်ဗျာ What is your opinion of a quiet life အဲ့ဒါလေးနဲ့ပတ်သက်ပြီးထင်မြင်ယူဆမှုလေးတစ်ခုကိုကျွန်တော်ကိုပြန်ပြီးတော့ share လုပ်ပေးပါဗျာ။好好。好。Yes, thank you ပါဗျာ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ။နောက်ထပ် number 5ကျောင်းသားခင်ဗျာကျွန်တော်မေးပြရသည် Which is quieter and more peaceful living in the city or at the countryside? Why? number 5ပေါ့နော်။ကျောင်းသားခင်ဗျာဖြေပြီးပါဘလို့ဘဝမျိုးကပို့ပြီးတော့နေသက်ပြီးတော့ AC တည်နေတယ်မြို့ပြဖြစ်မလားဒါမှမဟုတ်ကျေးလက်ဖြစ်မလား why ဘာကြောင့်လဲဖြေပြီးပါဗျာ။ဒီလိုပါရှင်ဒီလိုဆိုတော့ကားနဲ့ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်နောက်ဆုံးမေးခွန်းလေးကိုပြီးချင်ပါတယ် What kinds of people can enjoy peace of mind အဲ့ဒါလေးကိုပတ်သက်ပြီးခုနံပါတ်12ကဒီချေလေးပြီးပါဗျာဟုတ်ကဲ့ခုနံပါတ်12ကဒီချေလေးပြီးပါဗျာဘလို့လူမျိုးတွေကပို့ပြီးတော့စိတ်ထဲမှာအေးချမ်းပျော်ရွှင်နေလို့ထင်ပါတယ်ဘလို့လူရန်စားတွေကပို့ပြီးတော့အေးချမ်းတဲ့ပွားမျိုးရတယ်လို့ထင်ပါတယ်ဗျာတင်ကြတယ်ဆရာအဲ့ဒါလေဒီထဲမှာနေတဲ့သူတွေကတော့သူကတန်းအဲ့လိုစိတ်ခံစားမှုတွေမှာဉာဏ်မရတဲ့တော့သူကလည်းဒီလိုလေးတက်တက်ချက်တယ်လို့ပြရတယ်ဟာ completely answer ပါဗျာ thank you ပါနော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီပုံလေးကနေပြီးတော့လေကြည်ရင်းနဲ့ဖြည့်လေးတစ်ခုတော့ရပါတယ်ဘဝဆိုတာက
အေဂျင့်တဲ့ဘဝလေးကသားလေးကျွန်တော်တို့တွေနေတာထိုင်တာရှိနေဆိုတော့ကျွန်တော်တို့အားလုံးရဲ့အကောင်းထဲမှာကျွန်တော်တို့အားလုံးနှောင်းသားတွေကတူညီစွာလက်ခံရတဲ့အဖြစ်လေးဖြစ်ပါလေဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တို့နောက် slide ကိုသွားပါမယ်အဲ့တော့ကြည့်ပါဗျဒီပုံလေးတွေမှာကျွန်တော်ပုံလေးတွေ9ပုံထည့်ထားပါလေအဲ့9ပုံလေးတွေမှာရှိတဲ့အရာလေးအားလုံးကတက်ရှိပစ္စည်းလေးတွေပါပဲအဲ့တက်ရှိအရာလေးတွေကကျွန်တော်တို့နဲ့အတူနေထိုင်တဲ့စနစ်ကအနည်းဆုံးတော့ကျွန်တော်တို့ကတန်ရုံးစင်ဆိုတဲ့ချိုးတစ်ချောင်းဖြစ်သွားတတ်ပါတယ်အဲ့တန်ရုံးစင်ဆိုတဲ့ချိုးတစ်ချောင်းကကျွန်တော်တို့ရဲ့ဘဝမှာအားနဲ့မှမလဲနိုင်တဲ့အရာလေးတစ်ခုပါဗျအဲ့ဒီအရာလေးတွေကကျွန်တော်တို့တတ်မဲ့ပစ္စည်းပန်ဆန်မှုတဲ့ပို့ပြီးတော့တန်ဖိုးရှိပြီးပို့ပြီးတော့ဉာဏ်ဥပ္ပဒါကြီးကောင်းတဲ့ဘဝလို့လည်းကျွန်တော်တို့ပြင်နေပါတယ်အဲကျောင်းသားတွေလည်းဒီလိုပဲချိန်ပြင်မယ်လို့ယူဆပါတယ်ဘာလို့လဲဆိုတော့ကိုရမ်းနဲ့လို့တဲ့အကောင့်လေးတစ်ကောင်တေဝိုင်းရင်တော့လက်ရည်ကြီးငယ်ကြပြီးကျွန်တော်တို့ကငိုကြည့်တတ်ကြပါတယ်ဗျဥစ္စာပစ္စည်းတဲ့အခါတရံမှာအရေးကြီးတဲ့အရာတွေလူ့ဘဝမှာရှိတယ်ဆိုတော့လည်းကျွန်တော်တို့ကနားလည်သဘောပေါက်မယ်လို့ကျွန်တော်လည်းယူဆပါတယ်ကျောင်းသားတွေလည်းယူဆမယ်လို့ကျွန်တော်ကတော့လက်ခံထားပါတယ်ဗျဟုတ်ကဲ့ပါ next slide လေးကိုကျွန်တော်သွားပါမယ်ဗျကြည့်ကြည့်ပါဒီပုံလေးထဲမှာကျွန်တော်က title နဲ့ပတ်သက်ပြီးပြောပြရတဲ့အကြောင်းဗျာလေးကိုစပြီးကျွန်တော် discussion နဲ့တူပြောရင်းနဲ့ teaching learning လုပ်သွားပါမယ်အားလုံးပဲ listen carefully ပါပဲเนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျ having the man who waits and care a few partner acres born content to breathe his native air in his own ground whose head with milk whose feet with bread whose flocks supply him with attire so whose tree in summer yield in shade so ဒီကြပြလေးမှာကျွန်တော်တို့ကအစလေးမှာတော့သူပါပြောလဲဆိုရင်ကျောင်းသားတွေလည်းသဘောပေါက်ပြီးသားပါဒါပေမဲ့ကျွန်တော်ထပ်ဆင့်ပြီးတော့ share လေးလုပ်ပြီးနေကြအောင်ကျွန်တော် share ပြရပြီဟုတ်ကဲ့ happy the man ဆိုတာကပျော်ရွှင်တဲ့လူဆိုတာဟိုဆိုလူမျိုးကိုပြောတာလေသူ့မှာဆန်ကနေပါလေးလည်းရှိတယ်ဖခင်ဒါမှမဟုတ်ဖခင်ကပေးထားတဲ့မြေခွက်အနေငယ်လေးရှိမယ်အဲ့ဒီမြေခွက်အနေငယ်လေးကနေပြီးတော့သူရှင်သန်ပြီးတော့သူ့ရဲ့ဘဝကိုအသက်ရှင်ပြီးတော့သူ့ရဲ့ဇာတိပြည်မှာသူနေတဲ့လူအဲ့လိုလူမျိုးကသူ့ရဲ့ဘဝမှာပျော်ရွှင်နေတဲ့လူပါပဲနောက်ပြီးတော့ကျွန်တော်တို့က quest with mix ဆိုတာဒီကဲမှာသူ့ရဲ့မြေကြီးထဲမှာသူ့ပိုင်တဲ့မြေကြီးရှိသလိုသူ့အတွက်စားစရာတွေထုတ်လုပ်ပေးတဲ့တတ္တဝါလေးတွေလည်းရှိတယ်သူ့ကိုအနှွေးလေးတွေထုတ်ပေးနိုင်တဲ့ဘောနော်ဒီတက်ရှိတိုးလေးတွေလည်းရှိတယ်လုပ်ပြီးတဲ့အခါကျတော့သူ့မှာငန်းလေးတွေဒါပြီးလို့ရှိရင်သူ့ရှိမှာတိုးအုပ်လေးတွေလည်းသူ့မှာရှိပါတယ်အဲ့လိုအထိုင်ရလုပ်ပေးနိုင်တဲ့ block တွေရှိနေတာကလည်းသူ့ဘောရဲ့ပြည့်စုံဖို့လုံးကြီးကိုတိုက်ကြည့်ပါ